ပထမဆုံးအနေနဲ့ old fashion အကြောင်းစပြောကြရအောင်နာမည်ကရှစ်ကြတော်လို့အဓိပ္ပာယ်ရပါတယ်ဘာလို့ဒီနာမည်ပေးခဲ့တာ1806ခုနှစ်တုန်းကသတင်းစာတစ်စောင်မှာကော်တေးဆိုတာဘာလဲဆိုတာကိုပထမဆုံးအဓိပ္ပာယ်ဖွင့်ဆိုခဲ့ပူပါတယ်အဲ့ဒီမှာကော်တေးဆိုတာရက်တကြားရေနဲ့ခါတသက်ရတာတို့ကိုရောစပ်ထားတာလို့ရေးသားခဲ့ပါတယ်အဲ့ဒါဟာကော်တေးရဲ့အခြေခံကြဆုံးဖော်မြူလာပါဒါပေမဲ့1890ပြည့်နှစ်လောက်ရောက်လာတဲ့အခါမှာဗာရနာတွေကလိုက်ရင်လာပြီးအရက်ထဲကိုတခြားအရက်တွေကတိယိုတွေဖြော်ရည်မျိုးစုံတွေလျှောက်ထည့်ပြီးစမ်းသစ်လာကြပါတယ်အဲ့ဒီခါမှာရိုးရှင်းရှင်းရတာကိုပဲကြိုက်တဲ့သူတွေကဗာရနာကိုဒီလိုပြောလာကြပါတယ်အယောင်တွေချိုတွေအများကြီးမထည့်နဲ့ငါ့ကိုခြေတုံးကစတိုင်တိုင်းပဲဖြော်ပြီးကက်တမီတွေခေါ်တယ်ဒီလို fashion way လို့စပြီးမှားရကနေဒီနာမည်လေးတွင်သွားတာဖြစ်ပါတယ် old fashion ရဲ့ဇာတ်မြစ်စစ်မှန်ကိုတော့အမေရိကန်နိုင်ငံကင်နက်ဂီပြည်နယ်က Antinas Club လို့လူသိများကြပါတယ်အဲ့ဒီကဗာရနာတယောက်ကနာမည်ကြီးဘော်ဘွန်ဝီစကီစက်ရုံမှာရှင်ဖြစ်တဲ့ James Pfeffer တို့ထွေးရွယ်ပြီးဖြော်ပေးခဲ့ရကနေစတင်ခဲ့တယ်လို့တမိုင်းမှတ်တမ်းတွေကဆိုပါတယ် old fashion ဖြော်နည်းကအရန်ကိုရိုးရှင်းပေမဲ့အရန်ကိုကနဝင်ဆန်းပါတယ်တကြားကလေးတုံး Ingos Rapida 20လောက်ရေနှဲငယ်ပြီးတော့အရေးသွေးကောင်းတဲ့ဘော်ဘွန်ဒါမှမဟုတ် Brian Whiskey တို့ပဲဖြစ်ပါတယ်အပေါ်ကနေလိမ္မော်ကုန်လေးရဲ့အစီကိုညှစ်ချလိုက်မှဆိုရင်ဝီစကီရဲ့ပြင်းရှားတဲ့ရတာကိုတကြားရဲ့ချိုတက်နဲ့ဖက်တာစ်ရဲ့အမွှေးကြိုင်တွေကအကောင်းဆုံးထိန်းညှိပေးထားတဲ့ကမ္ဘာပထမဆုံးနဲ့အကောင်းဆုံးကော်တီတစ်ခွက်ကိုရရှိမှာဖြစ်ပါတယ်